အမျိုးသားသည်မှန်တစ်ချက်ကိုထုတ်ယူလိုက်သည်အလင်းပြန်သောအလင်းရောင်ကိုအသုံးပြု၍အပြင်ဘက်ရှိ infrared ကင်မရာများကိုဖျက်ဆီးလိုက်သည်ထို့နောက်ထိုနေရာကိုစောင့်ကြပ်နေသောအဆောက်အဦကိုရှောင်ကွင်းပြီးခန်းနားထဲဝါသောဆိုင်အင်ကြီးထဲသို့တိတ်တဆိတ်ဆိုးရွံ့စွာခိုးဝင်သွားခဲ့သည်သူသည်လုံခြုံရေးတကားရှေ့သို့ရောက်ရှိသွားသည်နားကလော်နှင့်ဝက်ဦးလှည့်ပြားကိုအသုံးပြု၍အစစ်မြစ်လုံခြုံရေးတော့ကိုဖွင့်လိုက်သည်သူ၏အမှန်တကယ်ပြစ်မှတ်မှာစစ်တစ်တာထဲမှပတ်စံများဖြစ်သည်ထိုအမျိုးသားမှာခိုးမှုကြွပန်းကျင်သူဆူရှာသောတခိုးကြီးတူဖြစ်နေကြောင်းတွေ့ရသည်10စက္ကန့်အတွင်းမှာပင်သူသည်မိမိရှိစံပြပုံစံများထဲမှငွေသားအလုံးကိုခိုးယူသွားခဲ့သည်သို့သောနောက်ပိုင်းတွင်ထိုအမျိုးသားသည်တခိုးရန်မှကာကွယ်ပေးသည့်ကျွမ်းကျင်သူတူဖြစ်လာခဲ့ပြီးမြောက်များစွာသောတခိုးများကိုဖမ်းဆီးခဲ့သည်သို့သောသူတွင်ရန်သူများလုံးသောကြောင့်ကောင်းစွာလက်စားချေရန်လိုက်လံအမဲလိုက်ခြင်းကိုလည်းခံခဲ့ရသည်ထိုမျိုးသားပြန်လည်နိုးထလာသောအခါ1916ခုနှစ်သို့ပြန်လည်မွေးဖွားလာခဲ့ကြောင်းတွေ့ရှိလိုက်ရသည်ထိုအချိန်ကသူ၏ဖခင်မှာတစုံတစ်ယောက်၏ဆွဆွဲပြစ်မှားခြင်းကိုခံခဲ့ရသည်သူ၏ဖခင်ထံတွင်အထူးအမှတ်သားတူကင်တစ်ခုတွေ့ရှိခဲ့ရပြီးစီးမြင်များအရသူ၏ဖခင်သည်ပြစ်ဒဏ်ကိုလက်ခံရမည်ဖြစ်သည်ကံကောင်းစွာဖြင့်ထိုအမျိုးသားသည်အချိန်မီရောက်ရှိလာခဲ့သည်ခဏတာအတွင်းမှာပင်သူသည်ကရုံတုံးထားသောအမျိုးသားရှေ့တွင်ပေါ်လာပြီးလက်ချောင်းနှချောင်းထဲဖြင့်ထိုသူအားကလထိုင်ပေါ်သို့လဲကျသွားအောင်ရိုက်ချလိုက်သည်သူ၏ဖခင်သည်ဆွဆွဲခံရခြင်းဖြစ်ကြောင်းတက်တည်ပြရန်အတွက်ထိုမျိုးသားသည်သူ၏အမခန်းမြန်ဆန်သောအရှိန်ကိုအသုံးပြု၍တိုကင်ကိုပြန်လည်ခိုးယူခဲ့ပြီးထိုတိုကင်ကိုသူလိုချင်သည့်အချိန်တိုင်းယူနိုင်ကြောင်းနှင့်သူ၏ဖခင်အနေဖြင့်သူ၏ဖခင်ကိုကယ်တင်ရန်အတွက်ရုပ်ဝတ္ထုအရဒေါ်လာ3 သန်းကို9ရက်အတွင်းယူဆောင်လာရမည်ဟုနှစ်ဖက်စလုံးကသဘောတူညီခဲ့ကြသည်အခြားတစ်ဖက်ကလည်းသူ၏ဖခင်ကိုဘေးကင်းအောင်ထိမ့်သိမ်းပေးမည်ဟုကတိပြုခဲ့ကြသည်သို့သော9ရက်အတွင်းဒေါ်လာ3 သန်းရရှိရန်အတွက်ထိုမျိုးသားမှာပြန်လည်ခိုးယူရန်မှလွယ်၍အခြားရွေးချယ်စရာမရှိခဲ့ပေသို့သောသူသည်တာမန်ပြည်သူများကိုမိသည့်အခါမျှပြစ်မှတ်ထားမည်မဟုတ်ပါထို့ကြောင့်ထိုမျိုးသားနှင့်သူ၏တငယ်ချင်းများသည်တရားမဝင်တိုးပွားငွေထုတ်ချေးသူထိပ်သီးဌာနချုပ်ကိုပြစ်မှတ်ထားခဲ့ကြသည်ထိုမျိုးသားတွင်စမ်းကြဲသောအကျင့်တစ်ခုရှိသည်ဗုဒ္ဓဟူးနေ့ညတိုင်းသူသည်ပစ္စည်းများစုဆောင်းရန်စိတ်ကမ်းသို့သွားလေရှိပြီးထိုအချိန်သည်သူ၏အိမ်ရှိလုံခြုံရေးအားနည်းဆုံးအချိန်ဖြစ်သည်ထို့ကြောင့်ဗုဒ္ဓဟူးနေ့ညတွင်ထိုအမျိုးသားသည်သူ၏အိမ်သို့တိတ်တဆိတ်ဝင်ရောက်ခဲ့ပြီးစစ်တစ်တာကိုလျင်မြန်စွာတွေ့ရှိခဲ့သည်သို့သောစစ်တစ်တာ၏လျှို့ဝှက်နံပါတ်ကိုခွဲခြားရန်အာယုံစိုက်နားထောင်နေစဉ်မှာပင်လူမိုက်2ဦးအပြင်ဘက်တွင်ရုတ်တရက်ပေါ်လာခဲ့သည်သူတို့သည်အမျိုးသား၏တငယ်ချင်းကိုထွက်သွားရန်ဖိအားပေးခဲ့ပြီးဆိုင်ရင်ကြီးအတွင်းသို့နှိုးဆော်တံပေးသည့်စက်တစ်ခုကိုပစ်ထည့်ခဲ့သည်ထိုလူ2ဦးမှာသူ၏ဖခင်ကိုမတရားဆွဆွဲခဲ့ကြသူများဖြစ်ပြီးသူ၏ဖခင်အားပြစ်ဒဏ်ခေတ်စားစေခြင်းကြသူများဖြစ်သည်အတန်ကြားပြီးနောက်အမျိုးသားသည်လျင်မြန်စွာအရှိန်မြင့်လိုက်သည်တစ်ချိန်တည်းမှာပင်အဆောက်2ဦးမှာအထက်ထပ်သို့အမြန်ပြေးတက်လာခဲ့ကြသည်သို့သောတကားဖွင့်လိုက်သောအခါအထဲတွင်ဘာမျှမတွေ့ရပေအမျိုးသားသည်ပြတင်းပေါက်အစွန်းတွင်တွဲလောင်းခိုနေကြောင်းနှင့်စစ်တပ်တာထဲမှငွေအားလုံးကိုယူဆောင်သွားပြီးဖြစ်ကြောင်းသူတို့လုံးဝမသိလိုက်ကြပေသို့သောနောက်တစ်နေ့တွင်အမျိုးသားနှင့်သူ၏တငယ်ချင်းတို့သည်သူ၏ဖခင်အားကယ်တင်ရန်ပြင်ဆင်နေချိန်၌တကြားလုံးတစ်တီးရောင်းသူတဦးသည်သူ၏တငယ်ချင်းရှိတွင်ရုတ်တရက်လဲကျသွားခဲ့သည်လူတိုင်းသည်ချက်ချင်းပင်ဝိုင်းအောင်လာခဲ့ကြသည်တစုံတစ်ယောက်ကသူ၏တငယ်ချင်းကိုဝင်တိုက်လိုက်ပြီးထိုခဏ၌ပင်သူ၏အိမ်မှာလဲလှယ်ခံလိုက်ရသည်ကံကောင်းစွာဖြင့်ထိုအမျိုးသားသည်အချိန်မီသတိပြုမိသွားပြီးအိတ်ကိုပြန်လည်ယူဆောင်နိုင်ခဲ့သည်အမှန်ပင်သူ၏တငယ်ချင်းကစစ်ဆေးရန်အိတ်ကိုဖွင့်လိုက်သောအခါအတွင်းရှိငွေသားအလုံးကိုကတ်ထူဆက်ကူများနှင့်အစားထိုးထားကြောင်းတွေ့ရှိလိုက်ရသည်